ညရညမှာကျေတလုံးလူတောက်ပါနေတဲ့အရာတစ်ခုကကဘာပုံကိုပြုတ်ကျလာပါတယ်။ဒါပေမဲ့ကျေမဟုတ်ပဲနှစ်ထောင်ချီကြာမှကဘာပုံကိုပြန်ရောက်လာတဲ့ Black Adam ပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့ Super Hero ယူနေတဲ့ Billy Batson ကတယောက်တည်းနေတဲ့မိဘမယ်တကောင်ကျွဲလေးဖြစ်ပါတယ်။ဒီနေ့မှာသူ့ဘော်ဒါအင်ချီမဲ့အနိုင်ကျစ်ခံနေရလို့ Billy ကဝင်ကူညီလိုက်ပါတယ်။ဘူလီကောင်တွေကသူ့ကိုကလေးဆိုတော့ဘာမှသိမလို့ပဲလက်တီတစ်ချက်ကျွေးပြီးပြန်သွားကြပါတယ်။အင်ချီမဲကသူ့အတွက်ကြောင့် Billy အထိုးခံရတာကိုအာနာပေမဲ့အာနာနာနဲ့ပဲပတ်စံတောင်တောင်းချလိုက်ပါသေးတယ်။ဘီလီလည်းသူချမ်းသာသမျှအကျွေးစီးတစ်စီကိုချီးပေးလိုက်ပါတယ်။အဲ့ဒီနောက်ဘီလီကအဆိုင်တစ်ခုထဲမှာတည်င်းထောက်ဖြစ်တဲ့ခလတ်နဲ့တွေ့ပါတယ်။ခလတ်ကဘီလီတို့လိုမိဘမဲ့ကလေးတွေအကြောင်းစောင်းပါရေးမလို့တည်င်းလာယူတာဖြစ်ပါတယ်။သူကဘီလီကိုမနှက်စာကျွေးရင်မျက်နှာပေါ်ကဒဏ်ရာအကြောင်းမေးတော့ဘီလီကသူလူကောင်းလုပ်ခဲ့လို့ရလာတဲ့ဒဏ်ရာဆိုပြီးတော့ပြန်ပြေးလိုက်ပါတယ်။သူ့မိဘတွေမဆုံးခင်ကတော့မိဘမဲ့ကေဟာမှာနေတော့မိဘတွေမှာမှားထားတဲ့အတိုင်းလူကောင်းတစ်ယောက်ဖြစ်အောင်ပဲဘီလီကအမြဲနေခဲ့ပါတယ်။ဒါပေမဲ့လူကောင်းလုပ်ရတာအရန်ပင်ပန်းတယ်လို့ညည်းနေမိပါတယ်။ခက်ကလည်းလူဆိုးလောက်ရတာလွယ်တယ်လို့လူကောင်းလောက်ရတာခက်ခဲတယ်လို့ပြောနေတော့မှပဲ Black Adam ကရောက်လာပြီးတော့တိုက်ခိုက်လိုက်ပါတယ်။ Black Adam ကဘီလီကိုတနည်းကြရင်စွမ်းအားတွေဆက်ခံမဲ့သူလို့ပြောပြီးသူ့ကိုတတ်ဖို့လုပ်ပါတယ်။ခလက်ကပြန်ထပြီးတော့ Black Adam ကိုတစ်ချက်ပိတ်ထိုးပြလိုက်ပါတယ်။ဘီလီကအခွင့်အရေးရတော့ထွက်ပြေးသွားချိန်မှာခလက်ကလည်း Superman ဆန်သွားအောင်ကျေးသီးမပါတဲ့အင်ဂျီကိုဆွဲဟာလိုက်ပါတယ်။ Black Adam ကဘီလီကိုလိုက်တက်နေလို့ဘီလီကမိတက်ကပေါ်ခိုးလိုက်သွားတဲ့အချိန်မှာ Black Adam ကကားကိုမပြီးတော့ဘီလီကိုလှမ်းပစ်လိုက်ပါတယ်။ဒါပေမဲ့ Superman ကရောက်လာပြီးကားကိုဖမ်းလိုက်ပါတယ်။ Black Adam နဲ့ Superman နဲ့ကတယောက်တစ်ပြိုင်ကိုင်းပေါက်နေကြပါတယ်။ Black Adam က Superman ကိုမိုးကြိုးနဲ့ပစ်တော့မော်ပညာက Superman ရဲ့အားနည်းချက်ဖြစ်တာကြောင့် Superman ကအထိနာသွားပါတယ်။ပြန်ထားပြီးဘီလီကိုကာကွယ်ပေးမဲ့ Black Adam ကသူ့ကိုဖိအားတွေပေးနေလို့လေပေါ်မှာတိုင်ပတ်နေခဲ့ပါတယ်။ Black Adam က Superman ကိုလေပေါ်မှာပြန်နိုင်တဲ့ခွန်အားပဲရှိပြီးသူ့လိုထူးခဲတဲ့ power မရှိဘူးလို့တွေးနေတော့မှပဲ Superman က Eye Laser Power နဲ့ပစ်ထည့်လိုက်ပါတယ်။ Black Adam ကလွင့်ထွက်သွားပြီးကြောက်တိုင်အောင်မှာပြီးနေတော့ Superman ကဘီလီကိုထွက်ပြေးခိုင်းလိုက်ပါတယ်။အဲဒီအချိန်မှာ Black Adam ကကြောက်တိုင်ကြီးကိုမပြီးတော့ Superman ကိုမြေကြီးထဲအထိရောက်အောင်ထိုးချလိုက်ပါတယ်။အသေးအတန်းထွက်ပြေးနေတဲ့ဘီလီကိုအင်ဂျီမဲကတွေ့သွားပြီးသူချီးထားတဲ့ပတ်စံကိုအကျွေးပြန်ဆက်ပါတယ်လို့ပြောပြီးသူ့လက်ထက်ကိုကျွေးစီထည့်ပေးလိုက်ပါတယ်။လမ်းလျှောက်မပြေးနဲ့ယထာစီးပြီးပြေးဖို့လည်းမှားလိုက်ပါသေးတယ်။ဘီလီလည်းမြေအောက်ဘူတာစီပြေးလာရင်ယထာနဲ့တိုင်မီအခါနီးချိန်မှာမသေးပဲယထာပေါ်ကိုအလိုလိုရောက်နေခဲ့ပါတယ်။အံ့ဩလို့မဆုံးခင်အချိန်မဲ့ပြီးလိုက်တဲ့အကျွေးစီလေးကအလင်းရောင်တွေတောက်လာပြီးတော့ဘေးပတ်ဝန်းကျင်မှာလည်းလက်စီးတွေလင်းထိန်နေပါတယ်။ယထာကထူးဆန်းတဲ့ကြောက်ကူတစ်ခုကိုရောက်သွားပြီးရက်သွားတဲ့အချိန်မှာတော့ဘီလီကဆင်းလိုက်ပါတယ်။တကူကြီးနတ်ဖျားခုနှစ်ပါးကြောက်ရွံ့တွေရှိတဲ့ကူထဲမှာလမ်းအဆုံးမှာတော့အဖိုးကြီးတယောက်ကိုတွေ့လိုက်ပါတယ်။ဘီလီအကြောင်းကိုတည်နေတဲ့အပြင်ကိစ္စတွေတော်တော်များများကိုလည်းတည်နေတဲ့အဖိုးကြီးကတော့မော်ဆရာကြီးရှာစမ်းပဲဖြစ်ပါတယ်။ Black Adam ဆိုတာကမော်ဆရာကြီးကမှားပြီးရွေးချယ်ခဲ့မိတဲ့ချန်ပီယံတယောက်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက Black Adam ကိုလောကကြီးရဲ့ကာကွယ်သူအဖြစ်ရွေးချယ်ခဲ့ပြီးအခုလိုအစွမ်းတွေပေးလိုက်ပါတယ်။ဒါပေမဲ့ Black Adam ကအဲ့ဒီစွမ်းအားတွေကိုကောင်းတဲ့နေရာတွေမှာအသုံးမချဘဲလှုပ်ချင်ရပြီးလှုပ်ဖို့တောင်းလာပါတယ်။အဲဒါကြောင့်မို့မော်ဆရာကြီးက Black Adam ကိုနှင်ပြီးတော့သူ့ကိုဟိုးအဝေးကြီးစီပြစ်ထုတ်ပြီးအပြစ်ပေးခဲ့ပါတယ်။နှစ်9000အကြာမှာတော့ Black Adam ကကဘာပေါ်ပြန်ရောက်လာပြီးဖြစ်လို့သူ့ရဲ့ရန်ကနေကာကွယ်ဖို့မော်ဆရာရှာဆမ်ကသူ့ရဲ့ကောင်းအသစ်ကိုရွေးချယ်ထားပါတယ်။သူကတော့ဘီလီဘာဇန်ပဲဖြစ်ပါတယ်။ချန်ပီယံတယောက်ကနတ်ဖျား6ပါးတို့ရဲ့ဉာဏ်ပညာခွန်အားသက်လုံးစွမ်းအားဇွဲတတိနဲ့လင်းမြန်ပြက်လက်မှုတွေကိုလည်းပိုင်ဆိုင်မှာဖြစ်ပါတယ်။မော်ဆရာကစွမ်းအားတွေကိုဘီလီစီလွှဲပြောင်းပေးပြီးနောက်ပြီးတကူးစွမ်းအားတွေကိုလိုအပ်ချိန်မှာသူ့နာမည်ကိုခေါ်လိုက်လို့ပြောပြီးပျောက်ကွယ်သွားပါတယ်။ဘီလီကချက်ချင်းဆိုသလို Black Adam နဲ့ Superman တို့တိုက်ခိုက်နေတဲ့နေရာကိုပြန်ရောက်သွားပါတယ်။ Superman ကို Black Adam ကတတ်ဖို့လုံးနေတော့ဘီလီကဟန်တားလိုက်ပါတယ်။ဘီလီရဲ့မျက်နှာကိုမြင်လိုက်တာနဲ့ Black Adam ကတိုက်ခိုက်လိုက်တာကြောင့်ထွက်ပြေးရင်နည်းနည်းလောက်ကူညီပါဦးလို့ရှာစမ်းလို့អော်လိုက်တဲ့အခါသူ့ပေါ်ကိုမိုးကြိုးတစ်ချက်ပြစ်ချလိုက်ပါတယ်။မိုးကြိုးနဲ့အတူဘီလီကအမိုက်စားဝတ်စုံနဲ့တန်တန်မာမာလူကြီးတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ Black Adam ကိုမိုးကြိုးလက်သီးတစ်ချက်နဲ့ထိုးလိုက်တာ Black Adam ကလွင့်ထွက်သွားပါတယ်။ကားတွေနဲ့ကင်ပေါက်တော့လဲလှင်းမြန်ပဲရှောင်နိုင်နေခဲ့ပါတယ်။ပြန်နိုင်တာကြောင့်ပျော်နေတဲ့ဘီလီကရှာစမ်းလို့တခွန်းអော်လိုက်တာနဲ့စွမ်းအားတွေရလာတာပဲလို့တယောက်တည်းပြောနေတော့မိုးကြိုးနောက်တစ်ချက်နဲ့သူကလေးပြန်ဖြစ်သွားပြီးတော့ရေထဲပြုတ်ကျသွားပါတယ်။ရှာစမ်းလို့អော်မိရင်အစွမ်းတွေပြန်ပြောက်သွားတာဖြစ်ပါတယ်။ရေထဲရောက်နေတဲ့ဘီလီကကြောက်လန့်တကြားရှာစမ်းလို့អော်လိုက်ပြီးမြဲချက်ချင်းပဲမပြောင်းသွားပဲလေပူပေါင်းတွေရေပေါ်တက်လာမှရှာစမ်းလို့ပြန်ဖြစ်သွားပါတယ်။ဒါပေမဲ့ရေပေါ်ပြန်ရောက်ချင်း Black Adam ကကင်ပေါက်တာကိုခံလိုက်ရပါတယ်။အဲ့ဒီအချိန်မှာ Superman ကရောက်လာပြီး Black Adam ကိုလေဆာနဲ့ပစ်လိုက်ပါတယ်။ Superman နဲ့ရှာစမ်းနဲ့ပေါင်းပြီးတိုက်ခိုက်ကြပါတယ်။နှစ်ယောက်သားအသွင်းညီလက်တီတယောက်တစ်ချက်ဆိုသလိုကျွေးလိုက်ပြီးတော့ဘီလီက Black Adam ကိုချုပ်ထားပြီးအားရပါရထိုးလိုက်ပါတယ်။ Black Adam ကနှစ်ယောက်လုံးကိုမနိုင်တဲ့အတွက်လူခွဲသွားအောင်ရေကာတာကြီးကိုချိုးလိုက်ပါတယ်။ရေတွေကမြို့ထဲဝင်တော့မှမို့ Superman ကတားဖို့တွားနေတော့ရှာစမ်းတယောက်တည်းတိုက်ခိုက်နေရပါတယ်။ရှာစမ်းလို့អော်ထားရင်နှစ်ယောက်လုံးကမတိမျိုးဖြစ်တာကြောင့်ဘီလီကိုတီးစီခြင်းတဲ့ Black Adam က
အမျိုးသမီးတစ်ယောက်ကိုဖမ်းပြီးလူပြန်ပြောင်းဖို့အကြက်ကိုင်းလိုက်ပါတယ်။ Black Adam ကဒီလိုအစွမ်းမျိုးကိုဘာမဟုတ်တဲ့လူသားကိုကာကွယ်ဖို့မဖြုံသေးတင်ဘူးလို့ခံယူထားပါတယ်။သူ့လိုအစွမ်းနောက်ထပ်တစ်ယောက်လိုအလိုမရှိတာကြောင့်ဘီလီကိုတတ်ချင်တာပဲဖြစ်ပါတယ်။သူ့ကိုတကယ်ကယ်ချင်တယ်ဆိုရင်မင်းကလေးပုံစံပြန်ပြောင်းလိုက်လို့ပြောလိုက်တော့ဘီလီလည်းတစားခံအမျိုးသမီးကိုကယ်ဖို့ရှာစမ်းလိုအော်ပြီးပြန်ပြောင်းလိုက်ပါတယ်။ဒါပေမဲ့ Black Adam ကအဲ့ဒီအမျိုးသမီးကိုတီအောင်လေးပုံမြောက်ပြေးလိုက်လို့ဘီလီကရှာစမ်းလို့ပုံစံပြန်ပြောင်းဖို့ကလည်း Black Adam ကဘီလီအတန်မထွက်နိုင်အောင်ပါဇက်ကြီးကိုပြေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲစူပါမင်းပြန်ရောက်လာပြီးသူ့ကိုလေစာနဲ့ပြေးလိုက်တဲ့အပြင်လေပေါ်ကအမျိုးသမီးကိုပါကယ်လာနိုင်ခဲ့တာကြောင့်ရေတွေရှမ်းနေတာကိုဘယ်လိုများတားလိုက်လဲလို့ Black Adam ကအံ့ဩနေပါတယ်။စူပါမန်ကတော့သူ့ရဲ့ရေခဲအစွမ်းပါဝါကိုရေတွေအကုန်လုံးကိုခဲပြေးလိုက်အောင်လုပ်နိုင်လိုက်ပြီးတားဆီးနိုင်လိုက်ပါတယ်။စူပါမန်နဲ့ Black Adam ကိုတယောက်တစ်ချက်တိုက်ခိုက်နေကြတဲ့အခါဘီလီကဒေါသတကြီးနဲ့ဝင်ဆော်ထဲလိုက်ပါတယ်။ဘီလီကဒေါသစိတ်ကိုမထိန်နိုင်ပေမဲ့ Black Adam ကိုတတ်ဖို့အလုပ်မှာပဲစူပါမန်ကတားလိုက်ပါတယ်။ဒီအစွမ်းတွေကို Black Adam လိုပဲအသုံးချနေမယ်ဆိုရင်ဘီလီဟာလည်းသူ့လိုပဲဖြစ်ပါလိမ့်မယ်လို့ဖြောင်းပြပြီးတော့ဘီလီလည်းစဉ်းစားပြီးတော့ Black Adam ကိုပြန်လှုပ်ပေးလိုက်ပါတယ်။ဒါကို Black Adam ကတော့မောင်းမဖြုတ်နိုင်သေးပဲသူ့မတိမချင်းသူ့ကိုတားလို့မရဘူးလို့ကြုံဝါနေပါတယ်။အဲ့ဒီအချိန်မဲ့အင်ချိန်မဲ့ကြီးရောက်လာပါတယ်။တကယ်တော့သူကကလေးတွေကိုထောက်လှမ်းပြီးတော့မော်စရာကြီးအတွက်ချန်ပီယံကိုရှာပေးနေတဲ့သူဖြစ်ပါတယ်။သူ့ရဲ့ပုံစံအမှန်ကလည်းစကားပြောတတ်တဲ့မော်ကြားကြီးဖြစ်ပါတယ်။သူက Black Adam ကိုနောက်ထပ်1000နယ်နေတန်းထပ်ပေးလိုက်တော့နောက်တစ်ချိန်အာကာသထဲလွင့်နေမှာကိုတိမခံနိုင်တော့တဲ့ Black Adam ကရှာစမ်းလို့អော်လိုက်ပါတယ်။ဟိုးချိုးပြစ်ချလိုက်တာနဲ့9000လောက်အိုနေတဲ့အဖိုးကြီးဖြစ်သွားပြီးဒီမျိုးဘဝမှာတက်တန်းစီတာထဲပို့တဲ့အတက်အရွယ်ကြောင့်အမှုတ်ဖြစ်သွားခဲ့ပါတယ်။သူ့တာဝန်ပြီးတော့ကြားကြီးကဘီလီကိုနောက်မှပြန်တွေ့ကြမယ်လို့နှုတ်ဆက်ပြီးတော့ပျောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ပဲဘီလီကသူ့ကိုအနိုင်ကျင့်တဲ့ကောင်တွေကိုစူပါပါဝါတွေနဲ့ကောင်းကောင်းပညာပေးပြီးစူပါဟီးရိုးကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒီဇလန်မှာပေးခြင်းတဲ့ message ကတော့ဘယ်သူကောင်းကောင်းမကောင်းကောင်းကိုကစိတ်ကောင်းထားဖို့လိုပါတယ်။ဒါမှသူတို့ကောင်းနဲ့တွေ့ပြီးပုံမကောင်းမွန်တဲ့ဘဝကိုရရှိမှာဖြစ်ပါတယ်။ဒီလိုဇလန်ကောင်းတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးနဲ့နှိပ်ပေးခဲ့ပါဦးခင်ဗျာ။ဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။